အခုမြင်တွေ့နေတဲ့ဗီဒီယိုဖိုင်လေးကတော့တရုတ်နိုင်ငံမှာရှိတဲ့ဟောင်ကောင်အထူးအုပ်ချုပ်ရေးဒေသကဈေးဝယ်စင်တာမှာရှိတဲ့ကစားကွင်းဧရိယာတစ်ခုမှာဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ဖြစ်ပွားခဲ့တဲ့အချိန်ကတော့ဩဂုတ်လ26ရက်နေ့ညနေ4နာရီခန့်မှာဖြစ်ပွားခဲ့တာဖြစ်ပါတယ်။အသက်68နှစ်အရွယ်အမျိုးသမီးတူဟာသူ့ရဲ့မြေးဖြစ်သူကောင်လေးကိုခေါ်ပြီးတော့ဒီကစားကွင်းကိုလာခဲ့တာဖြစ်ပါတယ်။တစ်ချိန်တည်းမှာပဲအသက်34နှစ်အရွယ်ရှိတဲ့အမျိုးသမီးတူကလည်းဒါသူ့ရဲ့သမီးဖြစ်သူအသက်9နှစ်အရွယ်ကိုခေါ်ပြီးတော့ဒီကစားကွင်းကိုလာခဲ့ကြတာပါ။သတင်းတွေရဲ့ဖော်ပြချက်ရတော့ဒီကလေးနှစ်ဦးဟာဘတ်စကတ်ဘောကိစ္စနဲ့ဒါညင်းပေါင်းမှုစတင်ဖြစ်ပွားခဲ့တာလို့ဆိုထားပါတယ်။ပုံမှန်ဆိုလို့ရှိရင်ဒီကလေးနှစ်ယောက်ရဲ့ပြဿနာကလူကြီးရာဂျားနေဝင်ပြီးတော့ခွဲပေးလိုက်လို့ရှိရင်ဒါနားလဲအောင်ပြောလို့ရှိရင်ပြီးတော့မယ်ကိစ္စတစ်ခုဖြစ်ပါတယ်။ဒါပေမဲ့ကလေးနှစ်ယောက်ရံပွဲရနေပြီးတော့ဒါလူကြီးရဲ့ရံပွဲကိုကူးပြောင်းသွားခဲ့တာဖြစ်ပါတယ်။ဖြစ်စဉ်ရမိန်းကလေးရဲ့မိခင်ဖြစ်သူနဲ့ကောင်လေးရဲ့အဖွားဖြစ်သူတို့ဂျားပဋိပက္ခဖြစ်လာခဲ့ပြီးတော့ကိုထီးတဲ့တုံ့ပြန်မှုတွေဖြစ်ပွားခဲ့တယ်လို့ဆိုထားပါတယ်။ online ပေါ်မှာပြန့်နှံ့နေတဲ့ဒီဗီဒီယိုထဲမှာတော့အနီရောင်အင်ဂျီဝတ်ဆင်ထားတဲ့အသက်68နှစ်အရွယ်အမျိုးသမီးကတော့ဒါကောင်လေးရဲ့အဖွားဖြစ်သူပဲဖြစ်ပါတယ်။သူမဟာအသက်9နှစ်အရွယ်ကလေးမလေးကိုဒါတွန်းလှည့်ပြီးတော့ရိုက်နှက်ခဲ့တယ်လို့ဆိုထားပါတယ်။ကလေးမလေးဟာအဲ့နောက်ပိုင်းမှာပဲမြေပြင်ပေါ်ကိုလဲကျသွားခဲ့တာဖြစ်ပါတယ်။အနက်ရောင်အင်ဂျီဝတ်ဆင်ထားတဲ့အမျိုးသမီးကတော့ထိခိုက်ခံရတဲ့အသက်9နှစ်အရွယ်ကလေးမလေးရဲ့အသက်34နှစ်အရွယ်ရှိတဲ့မိခင်ပဲဖြစ်ပါတယ်။သူမကသမီးဖြစ်သူကိုကာဝယ်ဖို့အတွက်ဝင်ရောက်လာခဲ့ပြီးတဲ့အချိန်မှာအချိန်တွေကပို့ပြီးတော့ရှုပ်ထွေးလာခဲ့တာဖြစ်ပါတယ်။နောက်ထပ်ပါဝင်သူတူကတော့ဒါကောင်လေးရဲ့မိခင်ဖြစ်ပြီးအဆိုပါရံပွဲအတွင်းမှာပါဝင်ခဲ့သူဖြစ်ရဲတပ်ဖွဲ့တွေကစုံစမ်းနေပါတယ်။အခင်းဖြစ်ပွားတဲ့နေရာမှာရှိနေတဲ့သူတွေကဒါကလေးမလေးကိုရိုက်နှက်ခဲ့တဲ့အတွက်ဒါရဲကိုခေါ်ဖို့အကြံပြုခဲ့ကြပြီးတော့အဲ့နောက်ပိုင်းမှာတော့ရဲတပ်ဖွဲ့တွေနဲ့ရေးဘော်စီးအဖွဲ့တွေရောက်ရှိလာခဲ့ပါတယ်။ရဲတပ်ဖွဲ့တွေရောက်ရှိလာတဲ့အချိန်မှာတော့ပါဝင်သူ၄ဦးကဒဏ်ရာရရှိတာကိုတွေ့ရှိခဲ့ရပါတယ်။အသက်68နှစ်အရွယ်အဖွားဖြစ်သူမှာမျက်နှာရောင်ရမ်းခြင်းတင်မနာခြင်းများရှိခဲ့ပါအသက်9နှစ်အရွယ်ကလေးမလေးမှာတော့ညာဘက်ပါးပြင်ရောင်ရမ်းခြင်းဒဏ်ရာများရှိခဲ့ပါတယ်။မိန်းကလေးရဲ့မိခင်နဲ့တခြားပါဝင်သူမှလည်းဒဏ်ရာတွေရှိနေခဲ့ပါတယ်။ဒီဖြစ်ကမိဘတွေအတွက်အရေးကြီးတဲ့သင်ခန်းစာတွေတစ်ခုပါ။ကိုကလေးဘက်ကရက်တီပေးတယ်ဆိုတာမမားပါဘူး။ဒါပေမဲ့ကိုကလေးကိုကာဝယ်ပေးခြင်းနဲ့စိတ်နဲ့တခြားကလေးတယောက်ကိုထိခိုက်စေမဲ့နီလန်းကိုရွေးချယ်လိုက်လို့ရှိရင်နောက်ဆုံးမှာကလေးတွေပဲထိခိုက်ရမှာဖြစ်ပါတယ်။ကလေးတွေဆိုတာကလူကြီးတွေရဲ့လုပ်ရက်ကိုကြည့်ပြီးတော့ဒါသူတို့ကတင်ယူကြတာပါ။ပြဿနာဖြစ်လာတဲ့အခါမှာဆိုလို့ရှိရင်စိတ်ရှိနဲ့ဖြည့်ရှင်းတတ်ဖို့အတွက်ကိုဒါကလေးတွေကိုတင်ပေးရမှာဖြစ်ပါတယ်။ဒေါသနဲ့ဖြည့်ရှင်းတာကိုမိဘတွေအနေနဲ့မပြသင့်ပါဘူး။ဒီဖြစ်မှာကြည့်လိုက်မယ်ဆိုလို့ရှိရင်တကယ်အနိုင်ရရှိသွားတဲ့သူကမရှိပါဘူး။ကလေးတွေရဲ့ရံဖြစ်မှုကခဏလေးနဲ့ပြီးသွားနိုင်ပေမဲ့လူကြီးတွေရဲ့ဒေါသကြောင့်မလို့အကျိုးဆက်တွေကကလေးတွေရဲ့စိတ်ထဲမှာအချိန်ကြာကြာကြီးကျန်းနေနိုင်ပါတယ်။သားသမီးကိုချစ်တယ်ဆိုတာကအနိုင်ယူပေးခြင်းမဟုတ်ပါဘူး။မှန်ကန်တဲ့နီလန်းနဲ့ကာဝယ်ပေးနိုင်ခြင်းကသာမိဘတယောက်ရဲ့တာဝန်ဖြစ်ပါတယ်။ဒီကြောင်းလေးနဲ့ပတ်သက်ပြီးတော့ကျွန်တော်မိတ်ဆွေတို့လာရောက်ပြီးမျှော်ပေးတာဖြစ်ပါတယ်။ဒီဘဖိုင်လေးနဲ့ပတ်သက်ပြီးတော့ဒီကြောင်းလေးနဲ့ပတ်သက်ပြီးတော့မိတ်ဆွေတို့ရဲ့ထင်မြင်ချက်လေးကိုလည်းကျွန်တော်ကွန်မန့်ဘောက်မှာရေးသွင်းပေးခဲ့နိုင်တယ်လို့ဆွေးနွေးပေးသွားခဲ့လို့လည်းရပါတယ်။ဒီဘဖိုင်လေးကိုလည်းကျွန်တော်မိဘတိရှောင်းလို့ share လုပ်တော့ပေးခဲ့ကြပါဦး။နောက်လာမယ့်သတင်းကြောင်းတွေနဲ့ပြန်လည်ဆုံတွေ့ပါမယ်။အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ။